holiday မှာမုကုမုံညင်းပေါင်းလေးပေါင်းစားဖြစ်ခဲ့ပါတယ်။ဒါကြောင့်မို့လို့မုံညင်းပေါင်းလုပ်နေအစင်းစင်လေးကိုဒီ vlog လေးထဲမှာ share လုပ်ပေးသွားပါမယ်။လိုအပ်တဲ့ပစ္စည်းတွေအနေနဲ့ကတော့မုံညင်းအငေါ့အဖူးနုနုလေးတွေရဲ့ရှမ်းပဲပုတ်ချက်ရဲ့ခရမ်းကျင်သီးရဲ့နောက်တစ်ခုအရေးကြီးဆုံးကတော့ဆန်မုံဖြစ်ပါတယ်။ဒီဆန်မုံလေးကကြတော့ထိုင်းမှာတော်တော်သုံးလို့ကောင်းတဲ့တစ်စိတ်လေးပေါ့နော်။သူကကြတော့ဒါဘုံညင်းပေါင်းပေါင်းစားတာပဲဖြစ်ဖြစ်တခြားအပေါင်းတွေပေါင်းစားတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီဆန်မုတ်အသားလေးကတော်တော်လေးကောင်းတယ်900 gram တောင်ပါတာဆိုတော့ဘုံညင်းပေါင်းပေါင်းစားတာပဲဖြစ်ဖြစ်တခြားအပေါင်းတွေလောက်စားမယ်ဆိုလို့ရှိရင်လည်းနှစ်ခါသုံးခါလောက်တော့ပေါင်းစားလို့ရတယ်ပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေအားလုံးပြင်ဆင်ပြီးသွားရင်တော့ပထမဦးဆုံးအနေနဲ့ပဲပုတ်လေးကိုစပြီးတော့ချိန်ပါမယ်မိုးကုန်းမှာဆိုလို့ရှိရင်တော့ဒီပဲပုတ်လေးကိုမီးဖုတ်တယ်ပြီးတော့မှထောင်းပြီးတော့မှထည့်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့မွေးတယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိအချိန်ကြီးကကြတော့ gas သုံးဖို့အဆင်မပြေတဲ့အတွက်ပဲပုတ်လေးကိုမီးမဖုတ်တော့နဲ့ grinding machine လေးနဲ့ပဲအမြန်ဆုံးနည်းနဲ့ကြိတ်လိုက်တယ်ပေါ့နော်ဒီအနေအထားလောက်ခြေသွားပြီဆိုလို့ရှိရင်တော့ရပါပြီပြီးတော့လို့ရှိရင်တော့ဆန်မုံကိုစပြီးတော့ဆက်ပါမယ်ဆန်မုံဆက်တဲ့နေရာမှာဒီလို grand ချိတ်ခွက်လေးတွေတုံးလို့ရတယ်လို့မျိုးကိုကလက်မှန်နဲ့လေဒါစားချင်တဲ့အနေအထားတစ်ခုကိုချိန်ပြီးတော့ထည့်လို့ရတယ်ပေါ့နော်အမကတော့ grand ချိန်ခွက်လေးကိုတုံးထားပါတယ်ဒီ grand ချိန်ခွက်လေးကကြတော့120ထိအများဆုံးပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့120ခွက်အပြည့်ကိုထည့်လိုက်မှာပဲဖြစ်ပါတယ်နောက်တစ်ခွက်ကိုလည်း120အထိခွက်အပြည့်ထပ်ပြီးတော့ထည့်ပါတယ်နောက်ဆုံးတစ်ခွက်ကိုတော့120ထိအပြည့်မထည့်တော့ဘဲနဲ့ခွက်ရတစ်ဝက်လောက်ပဲထည့်လိုက်ပါတယ်။ဒါတစ်ခုနဲ့တစ်ခုကစားတောက်ပုံချင်းမတူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇံမုံထည့်တဲ့ဟာလီကတော့နည်းနည်းများကွဲပြားပါလိမ့်မယ်။မိုးကုတ်ဖက်မှာကတော့အပေါင်းကြီးဆိုလို့ရှိရင်ဒီလိုဇံမုံများများနဲ့စားပါတယ်ရှင်။အရသာအတွက်ကတော့ပထမဦးဆုံးအနေနဲ့စားလေးကိုထည့်ပါမယ်ဒီမှာကကြတော့ကိုသုံးတဲ့ဆန်မုတ်အနေများပေါ်မှာမူတည်ပြီးတော့စားလေးကိုချိန်ပြီးတော့ထည့်လို့ရတယ်တခုတတိထားစီချင်တာကတော့ပုံမှန်စားနေကြအငံထက်ကိုရှော့ပြီးတော့ထည့်ပြီးဖို့အတွက်ကိုပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ပြီးလို့ရှိရင်ထပ်ပြီးတော့မှပဲပုတ်ထည့်ဦးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါဟင်းချုံမုံလေးအနေငယ်ထည့်ပါမယ်ဟင်းချုံမုံမစားဘူးဆိုလို့ရှိရင်အသားမုံလေးထည့်လို့ရလို့ဟင်းခက်မုံလေးတွေကိုလည်းအစားထိုးပြီးတော့အသုံးပြုလို့ရပါတယ်ပြီးတော့လို့ရှိရင်တော့ခုနကကြိတ်ထားတဲ့ပဲပုတ်လေးတွေကိုဒီဇက်မုံနဲ့မှာပဲတခါလေးရောထည့်လိုက်မှာပဲဖြစ်ပါတယ်ရှင်ကိုစိတ်ကြအရာဓာတွေအားလုံးကိုဆက်ပြီးသွားပြီဆိုလို့ရှိရင်တော့ရေလေးထည့်ပြီးတော့မုံနဲ့လေးကိုဖြော့မှာပဲဖြစ်ပါတယ်ရေထည့်ဖို့အတွက်အခုလိုလီတာချိန်ခွက်လေးကိုသုံးလို့ရတယ်လို့ကိုကကျွမ်းကျင်နေဆိုလို့ရှိရင်လည်းရေကိုမှန်းပြီးတော့မှထည့်လို့ရပါတယ်ရှင်ရေထည့်မယ်ဆိုရင်တခါတည်းအများကြီးထည့်လိုက်တာမဟုတ်ဘဲနဲ့မုံနစ်လေးရဲ့အချိန်အစားလေးကိုကြည့်ပြီးတော့မှမပြစ်မကျဲလေးဖြော်ပေးရမှာပဲဖြစ်ပါတယ်ဒီအနေထားလောက်ဆိုလို့ရှိရင်တော့မုံနစ်အတွက်ရေထည့်ထားတာလေးကအဆင်ပြေပါတယ်စပြီးတော့ဇွန်းလေးနဲ့မှုပြီးမှပဲဖြစ်ပါတယ်ရေကအယောင်ပြောင်းနေတာမဟုတ်ပါဘူးရိုးရိုးရေကိုပဲတုံထားတာပါခုနကပဲပုတ်ကျိတ်ထားတာလေးကြံနေတဲ့အတွက်အဲ့ဒီပဲပုတ်လေးနဲ့ရေနဲ့ရောပြီးတော့မှဒီမုံနစ်ထဲကိုထည့်ထားတာပါရေလိုတယ်ဆိုလို့ရှိရင်တော့ထပ်ပြီးတော့မှထည့်လို့ရပါတယ်ကိုကနည်းနည်းချင်းစီမုံနစ်လေးနဲ့ချင်းပြီးထည့်သွားပြီးလို့ရှိရင်တော့waste မဖြစ်တော့ဘူးအဆင်ပြေတယ်ပေါ့နော်တခါတည်းရေအများကြီးလောင်ထည့်လိုက်တယ်ဆိုလို့ရှိရင်တော့ပျက်စီးသွားနိုင်ပါတယ်မုံနစ်ကိုအခုလိုမျိုးဇွန်းလေးနဲ့တမအောင်မွေပြီးတော့မှရေလိုတယ်ဆိုလို့ရှိရင်လည်းရေကိုထပ်ပြီးတော့ထည့်လို့ရပါတယ်ဒီအနေအထားတိုင်းပဲကြိုက်တယ်ဆိုလို့ရှိရင်လည်းအခုလက်ရှိအနေအထားမှာပဲထားလိုက်လို့ရပြီပေါ့နော်ပြီးတော့လို့ရှိရင်တော့ခရမ်းချင်လေးတွေကိုအစိတ်မသေးမကြီးလေးတွေလီးပြီးတော့မှထည့်မှာပဲဖြစ်ပါတယ်စပြီးတော့ပေါင်းတော့မှဖြစ်တဲ့အတွက်မုံညင်းလေးတွေကိုမုံနစ်ထဲကိုစိန်လိုက်ပါတယ်။မိုးကုတ်ဖက်မှာကတော့လေအခုလိုမုံနစ်မြများနဲ့စားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မုံညင်းတွေကိုဒီလိုမျိုးစိန်တာပေါ့နော်။တခြားဒေတာတွေမှာကကြတော့မုံညင်းရွက်မြမုံနစ်နဲ့ပဲစားတာဖြစ်တဲ့အတွက်မုံနစ်လေးတွေကိုပြီးမှအပေါ်ကနေလောင်းတာပေါ့နော်။ပေါင်းဦးထဲမှာအခုလိုမျိုးငပြောဖက်လေးခံပြီးတော့ပေါင်းပြီးမယ်ဆိုရင်အနက်လေးလည်းပုံမွေးတယ်။ပေါင်းဦးရဲ့စကားပေါက်ကကျိန်နေရဲဆိုလို့ရှိရင်လည်းမုံနစ်တွေကအောက်ကိုကျမသွားတော့ဘူးပေါ့နော်။ပြီးတော့ပေါင်းပြီးတဲ့အချိန်တော်တော်ကြာအောင်ငပြောဖက်လေးရဲ့အငွေနဲ့မုံညင်းမောင်းလေးကပူပူလေးနဲ့စားလို့ပူပြီးတော့ကောင်းနေပေါ့နော်မုံနစ်စိန်ထားတဲ့မုံညင်းတွေအားလုံးကိုပေါင်းအိုးတွေကိုထည့်လိုက်ရင်အခုလိုအနေထားလေးဖြစ်သွားပါပြီပြီးလို့ရှိရင်တော့ပိုနေတဲ့မုံနစ်လေးတွေကိုအပေါ်ကနေထပ်ပြီးတော့လောင်းထည့်မှာပဲဖြစ်ပါတယ်အခုလိုမျိုးမုံနစ်များနဲ့စားရတဲ့မုံညင်းပေါင်းလေးရဆိုလို့ရှိရင်တော့မူကုတ်ဖက်မှာအရန်ကိုနာမည်ကြီးပြီးတော့မှစားလို့လည်းအရန်ကောင်းတဲ့အစားအစာတစ်ခုဖြစ်ပါတယ်ဒေတာအစားအစာတစ်ခုဆိုလို့ရှိရင်လည်းမမဘူးပေါ့နော်မုံနစ်များရဲဆိုပေမဲ့လည်းအရသာကတခြားစီဖြစ်မနေပဲနဲ့မုံညင်းထဲမှာရောမုံနစ်ထဲမှာရောအရသာလေးတွေကဝင်နေတာဖြစ်တဲ့အတွက်စားရတာပို့ပြီးတော့ထိထိမိမိရှိရပေါ့နော်မ
မုံနစ်တွေအားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ပေါင်းဦးထဲမှာမီးအနှဲငယ်နဲ့45မိနစ်တနာရီဝန်းကျင်လောက်ကိုပေါင်းထားပြီးမှာပဲဖြစ်ပါတယ်။ပေါင်းထားတဲ့အချိန်အတွင်းမှာတော့ဦးရဲရရေလေးကိုခမ်းမသွားအောင်တော့ဂယူတစ်စိုက်ကြည့်ပေးရမှာပဲဖြစ်ပါတယ်။ရေခမ်းသွားရဆိုလို့ရှိရင်ရေပြန်ထည့်ပေးရပါမယ်ရှင်။ပေါင်းပြီးသွားတဲ့အခါမှာတော့အရန်ကိုအရသာရှိပြီးစားလို့ကောင်းတဲ့မိုးကုတ်တိတာအစားအစာမုံညင်မောင်ပူပူလေးရပါပြီ။ဒါလေးကိုတော့ကျက်သွမြူစီချက်လေးရဲ့ငရုတ်သီးကြော်လေးရဲ့နဲ့အရသာရှိစားသုံးမှာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။